ကျွန်တော်ရေကူးပြန်ပွဲတစ်ခုဝင်ပြန်ခဲ့တုန်းကဖြစ်ပါတယ်ကျွန်တော်ကအရှိန်ဟုန်တော်တော်လေးမြန်လွန်းလို့အမျိုးသားစံချိန်တင်မှတ်တမ်းကိုတောင်ချိုးဖျက်နိုင်ခဲ့ပါတယ်ဒါပေမဲ့အောင်ပွဲခံနေတဲ့အချိန်မှာပဲကျွန်တော်လက်မောင်းတွေပေါ်မှာငါးကြီးခွန်တွေရုတ်တရက်ပေါ်လာပြီးလူတိုင်းကတတိထားမိသွားကြတယ်အဲ့ဒါနဲ့ကျွန်တော်လည်းမိဘတွေထွက်ပြီးရှုပ်ရှုပ်ထွေးထွေးဖြစ်သွားအောင်ဘေးကဝါယာကျိုးတွေကိုလက်နဲ့ဆွဲကင်လိုက်ပြီးအခွင့်ကောင်းယူကထွက်ပြေးခဲ့တော့တယ်အဲ့ဒီညမှာပဲထူးဆန်းတာတစ်ခုထပ်ဖြစ်ပြန်တယ်ရေပလင်းကကျွန်တော်လက်မှာရုတ်တရက်ကပ်ပါလာတယ်အဲ့ဒါကိုခါချဖို့ရုံးကန်ရင်းနဲ့လက်ကနေရံမှာထက်ကတ်သွားပြန်ရောအတန်ကြားလို့မိဘတွေတကားဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ကစပိုက်တာမင်းလိုမျိုးမျက်နှာချက်မှာတွဲလောင်းကြီးကတ်နေခဲ့တယ်မိဘတွေလည်းတုံလုံးချောက်ချသွားကြတာပေါ့ဒါပေမဲ့စစ်ချက်ခံယူပြီးတဲ့နောက်ခန္ဓာကိုယ်ကပုံမှန်တိုင်းပဲဖြစ်နေတာကြောင့်မိဘတွေလည်းစိတ်အေးသွားခဲ့ကြပါတယ်ဒါပေမဲ့ရက်အနေငယ်ကြတော့ကျွန်တော်ခန္ဓာကိုယ်ကပို့ပြီးတော့ထူးဆန်းလာပါတယ်လက်တွေမှာငါးကြီးခွန်တွေဖုံးဝန်းလာပြီးဘယ်မှစေးကြောလို့မရတော့ဘူးဒါပေမဲ့လက်ချောင်းတွေကိုဖျက်လိုက်တဲ့ခါကျရင်တော့အဲ့ဒီအကြီးခွန်တွေကပြက်ကွယ်သွားပြန်ရောဒါတွေမကသေးပါဘူးကျွန်တော်ဟာနေ့တိုင်းရေပမာဏအမြောက်များကိုတောက်ဖို့လိုအပ်လာပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်စီမှာဘာတွေဖြစ်နေလဲဆိုတာရှာဖွေပေးဖို့ကျွန်တော်ရဲ့အရင်ကြီးဆုံးတငယ်ချင်းကိုအကူအညီတောင်းခဲ့တယ်တငယ်ချင်းကသူ့တေသနာလုပ်ဖို့အတွက်အကြီးခွန်တစ်ခုကိုခွာယူသွားခဲ့ပါတယ် DNA စစ်ဆေးချက်အရအဲ့ဒါဟာငါးတကောင်ရဲ့အကြီးခွန်ဖြစ်နေတာကိုသိလိုက်ရတယ်ပြီးတော့တငယ်ချင်းဖြစ်သူကစာအုပ်တွေထဲမှာလိုက်ရှာကြည့်ပြီးကျွန်တော်ဟာရေသူမတအူးရဲ့ကလေးဖြစ်နိုင်တယ်လို့တွေးမိသွားခဲ့တယ်ဒီအယူဆကိုစမ်းသပ်ဖို့အတွက်ကျွန်တော်ငါးတွေနဲ့စကားပြောကြည့်ခဲ့ပါတယ်အံ့ဩစရာကောင်းတာကငါးတွေကကျွန်တော်ကိုတကယ်ပဲပြန်လဲတုတ်ပြန်ခဲ့ကြတယ်ကျွန်တော်ဒီအမှန်တရားကိုလက်မခံနိုင်တာနဲ့ကမ်းခြေကိုပြေးသွားပြီးပင်လယ်ထဲကိုခုန်ချလိုက်ပါတော့တယ်ဒါပေမဲ့ကမ်းဆက်ကိုပြန်တက်လာတဲ့အခါမှာတော့ကျွန်တော်ခန္ဓာကိုယ်ကထပ်ပြီးတွေးပြက်စရာကောင်းတော့အောင်ပြောင်းလဲလာပြန်တယ်တငယ်ချင်းဖြစ်သူရောက်လာတဲ့အချိန်မှာတော့ကျွန်တော်လက်မောင်းတွေမှာအကြီးခွန်တွေပိုထွက်လာပြီးခြေထောက်တွေကလည်းရေရက်တွေဖြစ်ပြောင်းလဲနေပါပြီဒါတွေမကသေးဘူးကျွန်တော်ဟာတန်ဃာတီတယောက်ရဲ့ဖန်ဆီးခြင်းကိုပါခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့မိခင်ရင်းဖြစ်တဲ့ရေသူမကြီးပေါ်လာခဲ့တယ်တန်ဃာတီကသူမကိုမြင်သွားပြီးဖန်ဆီးဖို့အတွက်စက်ကိုနှိုးလိုက်ပါတော့တယ်ပိုက်ကုံကအမြန်ကျလာပြီးရေသူမကိုပိတ်မိသွားစေခဲ့တယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲကျွန်တော်တငယ်ချင်းကဓာတ်တစ်ချောင်းကိုကင်ပြီးရေထဲကိုခုန်ချလာခဲ့တယ်သူကပိုက်ကုံကိုအตาရဖျက်တောက်ပစ်လိုက်လို့ရေသူမလွတ်မြောက်သွားခဲ့ပေမဲ့ကျွန်တော်တငယ်ချင်းကတော့ရေထဲကိုနှိမ့်မြုပ်သွားခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းချက်ချင်းရေကူးသွားပြီးသူ့ကိုဆွဲတင်ကအသက်ကယ်တင်ပေးနိုင်ခဲ့တယ်ကမ်းခြေကိုပြန်ရောက်တဲ့အခါမှာတော့အမေကကျွန်တော်ရဲ့အတိတ်ကအမှန်တရားကိုပြောပြခဲ့ပါတယ်လွန်ခဲ့တဲ့10နှစ်ခန့်ကသူမဟာသူမရဲ့ရင်သွေးလေးကိုကာကွယ်ဖို့အတွက်ကျွန်တော်ကိုလှေတစင်းပေါ်မှာတင်ထားခဲ့ပြီးတိတ်တဆိတ်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်လင်မယားနှစ်ယောက်ကကျွန်တော်ကိုတွေ့ရှိသွားပြီးမွေးစားခဲ့ကြတာပေါ့ကျွန်တော်ဟာရေသူမအမေနဲ့အတူနေထိုင်ဖို့အတွက်ပင်လယ်ရေနှစ်ပိုင်းထဲကိုငိုရှိုးသွားဖို့ရွေးချယ်ခဲ့ပြီးနောက်ဆုံးမှာတော့ကျွန်တော်ကိုယ်တိုင်လည်းရေသူထီးတစ်ကောင်ဖြစ်သွားခဲ့ပါတော့တယ်